ပညာရေးကောင်နဲ့စပြီးတော့ဖြစ်တယ်ဖြစ်တဲ့အခါကျတော့သူတို့ရဲ့ရွာမှာတောင်းတော့ကြတယ်တောင်းတော့ကြတဲ့အခါမှာအဲ့ဒီမှာတွေ့တယ်ဆိုတော့ဟုတ်လို့အဲ့ဒါစပြီးတော့ဒီကောင်ကဘယ်မှာစပြီးလဲဆိုတော့ဒီကောင်ဖြစ်တဲ့ဖြေရဒီမှာပြီးနော်ရှေ့ကိုဆက်ပြီးတော့မမေးတဲ့အတွက်ဒီကောင်နဲ့ဖြေတယ်အောင်ဖြေရတာနော်拜我先搞。ဆရာကြီးကိုတိတ်ချစ်တယ်မလဲချစ်ပါလေရှင် မကလေးရှာရေးသိချင်တယ်မကလေး နောက်ထပ်လည်းတစ်ခုပြောပါသလားရှင်နောက်တစ်ခုပေးပေးပါဦး ကိုတူတူ ပေးမယ်နော်ဆရာကြီးကချစ်လို့ရှိတယ်လား မိုးလေးချအော်အေးရောင်းဝေးလိုက်ပါဦးသုံးခုရမယ်ဟောတော့တပူပဲရတော့မယ်အော်ပေါ်ရောက်ပြီ နေကုန်တတ်တာပဲနော်ဒီလိုဆိုရင်တော့နေကုန်တတ်တာပေါ့ဆရာအမျိုးသမီးကဒီမှာမဟုတ်တော့ဒီရှိတဲ့အတွက်ဒီလိုတိတ်အဆင်မပြေဘူးဒါကတော့လူတိုင်းအိမ်တော်မကြောက်ဘူးအိမ်တော်ကြောက်ဘူးတဲ့လူတိုင်းသိပါရဲ့လို့ဒီလိုပဲဖြစ်ပါမယ်ဆရာကြီးကိုကျေးဇူးတင်ပါတယ်ကျမတို့ဆရာကြီးကိုအရန်ကိုကျေးဇူးတင်တယ်ကျမတို့ပွဲလေးမှာဆရာကြီးဒီတိုင်းအားတိုင်းပေါဝင်ပေးတယ်ကျမတို့အနောက်ကနေပြီးတော့လူအားရောအကုန်လုံးပေါ့နော်sporting ပေးတဲ့အတွက်ဆရာကြီးကိုကျေးဇူးတင်တယ်ဂုဏ်ပြုတယ်ဆိုတာကိုကျမတို့ပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ဆရာကြီး他问你了，这个说这边老些的，平常朋友嘛，把你理解表达。现在的阿妈个现在，然后这边这个那个这边老些的，这个这么叫经济的，把你的吧，哈利路亚，家里那么帮助吧噻。现在这个修不到啊，就是家来看嘛，这种喽。တလောကလုံးရဲ့လူသားတွေရဲ့အတိအားလုံးကအသေးခံဖို့ရတဲ့စိတ်တော်လာတဲ့တတိယရှုကျွန်တော်ဘာသာရေးအတိနဲ့လူမျိုးရေးအတိနဲ့ပဲအုံနောက်အတိနဲ့ပဲကျိုးဆိုပါလားနှလုံးသားနဲ့ကျိုးဆိုပါလားဘုရားခင်ကလူမျိုးမရွေးဘူးဘာသာမရွေးဘူးအားလုံးပဲကယ်တင်ဖို့ရတဲ့စိတ်ကြွလာတဲ့ဘုရားဖြစ်တယ်ဒီနေ့ဟေလုံးလေးကြတော့ဖွင့်တာတော့ကျိုးဆိုတယ်အဲ့ဒီဝေဖွာလာမဲ့တတိယရှုကိုတတ်ဖို့ဖြစ်တယ်နောက်တစ်ခုတဲပုံကကျိုးဆိုပါတယ်အခန်း
လို့မရှိဘူးဆိုတော့ညင်းပယ်ခြင်းနဲ့ကျူဆိုတာဒါဒီမကတဲ့နွားဆက်ခွက်နွားဆက်ခွက်ဆိုတာလေခဏနေကြရင်နွားရဲ့ဆောင်းမှာတော့ကြောင့်သူအမအကြာကြီးလက်ခံထားလို့ရနွားဆက်ခွက်ရတယ်ကျူနောက်ဆုံးနေ့လူသားအားလုံးရဲ့အဖြစ်အတွက်ကျွန်တော်တို့တမန်ကျမ်းစာမှာပြောရတယ်လူဒီမြေပုံကနေဖန်ဆင်းခဲ့တဲ့ဖြစ်တယ်အသက်ဒီဘုရားကိုစီရလာအဲ့ဒါအချိန်တိုင်းဒီခန္ဓာကိုယ်ကြီးဟာမြေပုံမှလာတော့ကြောင့်မြေကိုပြန်มาဖြစ်တယ်တမလို့ဆိုတာဘုရားသခင်စီရလာတော့ကြောင့်ဘုရားစီကိုရောက်ဖို့ရတဲ့အင်မတန်မှအရေးကြီးပါဒီလိုခြေမျိုးမှာကျွန်တော်တို့လူတွေနဲ့ဘာသာတရားရဲ့အဆိုးဆုံးမှမှုတွေနဲ့ကောင်းမှုကုသိုလ်တွေနဲ့အကျင့်တရားတွေနဲ့လှုပ်ဆောင်ကြတဲ့အရာကောင်းပါတယ်ဘယ်တာမှမတင်များပါဘူးဒါပေမဲ့ကောင်းတာထက်မကောင်းတာကပိုများတယ်ဆိုတာဘုရားကြည့်လို့ဖြစ်တယ်ဘာသာတရားကကောင်းတာကိုလောက်ဖို့တုံ့တင်တယ်မကောင်းတာကိုရှောင်ဖို့တုံ့တင်တယ်ဒါပေမဲ့ကောင်းမှန်းတည်ရတဲ့မလို့ကမကောင်းမှန်းတည်ရတဲ့ဒီနေ့တက်တဲ့တို့လားလူသားပဲဖြစ်ပါတယ်အဲ့ဒီလူသားတွေကတမန်ကျမ်းစာမှာပါပြောထားတယ်ငါတို့ဒီအပြည့်ရှိနေတယ်နဲ့ရောမငါရှိတယ်ဖြစ်တော်ဒီငါတို့အတွက်ကြောင့်အသိဉာဏ်တော်မူသည်ဖြစ်ဘုရားသခင်ဒီငါတို့ကိုအပင်များလောက်ချစ်တော်မူသည်ငါတို့မှာထင်ရှားစွာပြတယ်ဘုရားသခင်ကဘုန်းစည်းတိုင်းကိုစွန့်ပြီးတော့ဒီကနေ့မှာသခင်ယေရှုဆိုတဲ့နာမကိုယူပြီးတော့မှလောကကိုဆင်းသွားတယ်ယေရှုရဲ့ဒိဋ္ဌိတွေမိမိလူတို့ကိုအပြစ်မှကယ်ချွတ်ပြီးဒီဒိဋ္ဌိရကျွန်တော်တို့အပြစ်ရှိနေတယ်ကျွန်တော်တို့အကျိုးနဲ့ရှိနေတယ်အဲ့ဒီယေရှုခရစ်တော်ကချစ်တော်ကြောင့်ကောင်းကင်ကနေဆင်းရဲတဲ့အခါမှာသူ့ရဲ့ခရီးတော်ဟာဘုရားသခင်ရဲ့တားတော်ကိုယုံကြည်သောသူပေါင်းတို့ကိုပြည့်စုံခြင်းလို့ထာဝရအသက်ကိုရစေခြင်းပါဘုရားသခင်ဒီမိမိနဲ့တပါးရီတော်တားတော်ကိုတော်တော်ကြီးတယ်လောကီသားကိုချစ်တယ်ဘုရားသခင်လောကီသားကိုချစ်တဲ့ဘုရားဖြစ်ပါတယ်လူမျိုးမရောစိတ်တမ်းမရောဘာသာမရောလောကီသားကိုရအောင်ချစ်တဲ့ဘုရားဖြစ်ပါတယ်လောကီသားကိုချစ်တော်ကြောင့်သူ့ရဲ့တပါးရီတော်တားတော်ကိုဆေလို့ပြီးတော့မှကျွန်တော်တို့အကျိုးနဲ့ရှိနေအသိရှိနေပြီးတိုင်တော်ပေါ်မှာအသိခံပေးတယ်ကျွန်တော်တိုင်ပေါ်ကလည်းကျွန်တော်တို့ကြိုးဆိုတယ်အခင်ရှိဘယ်လိုကြိုးဆိုလဲခဏနေကြသူ့ကိုတင်တတ်ဖို့ရတဲ့ကားတိုင်းကလည်းကြိုးဆိုနေတယ်ကားတိုင်းရဲ့ကြိုးဆိုခြင်းကသူ့ကိုတင်တတ်ဖို့ဖြစ်တယ်ဒါတင်မဲ့လားအဖြစ်ရှိတဲ့အားလုံးတွေတခင်ကကားတိုင်းမှာအပွေးတုပ်ပြီးဖြစ်ကြီးနေတာအပါကျမ်းစာမှာဗာပြတာလဲကြည့်အဖြစ်တရားရခါတည်ခြင်းအဲဒါကြောင့်အသွေးကောင်းခြင်းမရှိအပြစ်လွတ်ခြင်းမရှိဒါကြောင့်မို့သခင်ကကားတိုင်းမှာလူသားပြည့်လို့အပြစ်ရှိတဲ့များတော့အသွေးနဲ့စိတ်လုံးနဲ့ပြည်တယ်အဲဒီကြောင့်ကျွန်တော်တို့အားလုံးပြုစင်သွားတယ်ဒါပေမဲ့တော့ကားတိုင်းမှာအသက်တော်ကိုစီသွားတယ်လူတွေအားလုံးကဇီဝိကအမှုလုပ်ပေးတာမနက်ကဆရာတော်ကလက်ဆောင်တစ်ခုပေးတယ်ညီမအလုံးလို့ရတယ်လာလက်ခံတဲ့သူတိုင်းကိုပေးတယ်လက်ဆောင်ဆိုတာလူတိုင်းအတွက်ဖြစ်ပါဒီလိုဖခင်ကလူတိုင်းအတွက်လက်ဆောင်တားရနာကိုပေးခဲ့တယ်ပေါ့အဲ့ဒီတားရနာကကျွန်တော်တယောက်ချင်းစီတော့တားတိုင်းမှာအသေးခံပြီးအသွေးသွင်းနေတယ်ပြီးလိုက်ကမှသူကတကြိုချင်းခံတယ်ဘယ်ထဲမှာလဲ6ခုထဲမှာ6ခုထဲကလည်းသူ့ကို3ရက်ပဲလက်ခံတယ်6ခုကလည်းသူ့ကိုကြိုးစိုးနေတယ်သူ့ကိုမြုပ်နှံဖို့ရတယ်ဒါပေမဲ့တကယ်ယေရှုကအဲ့6ခုထဲမှာလည်းအကြာကြီးမနေဘူး3ရက်မြောက်တဲ့နေ့မှာအသက်ပြန်ရှင်လာတဲ့ဘုရားနဲ့ဟာလေလုယာထိုဘုရားသခင်ကဘယ်နေရာကိုနေခြင်းလို့လဲဒီကနေ့ခင်နဲ့ကျွန်တော်ရဲ့နှလုံးသားထဲမှာသူနေခြင်းတော့ကြောင့်ဖြစ်ပါတယ်ဒါကြောင့်လို့ဒီကနေ့သခင်ကိုကြိုးဆိုတဲ့အခါမှာဖေတော်မင်းကြီးလိုမျိုးတဲဖို့စီယံကညင်းပယ်ခြင်းလိုမျိုးကားတိုင်းကတင်တတ်ဖို့နဲ့ဂူတင်းတိုင်းကသူ့ကိုမကြုံဖို့အတွက်ခဏတာကြိုးဆိုတဲ့အရာတွေဘာသာရေးအသည့်ကျွန်တော်တို့လူမျိုးရေးအသည့်အဲ့ဒါတွေလည်းမကြိုးဆိုပဲဒီကနေ့မှာလူသားဆန်တဲ့နှလုံးသားနဲ့လူသားတစ်ရက်လုံးအတွက်အသည့်ကျွေးပေးဆက်ခဲ့တဲ့ထိုခရစ်တော်ကိုဒီနေ့ဘုရားသခင်ကဘယ်ရနဲ့ကြိုးဆိုကြလဲအာမကရှိကဆရာကြီးနဲ့ဒီနေ့ပညာရေးဦးရောမိဘများအားလုံးကနှလုံးသားနဲ့ကြိုးတော်ကြောင့်ဒီကနေ့လိုအခြေအနေမျိုးမှာလာပြီးတော့မှဒီနေရာထိုင်နေဖြစ်ပါတယ်အဲ့ဒါကြောင့်သင်တို့ရဲ့နှလုံးသားနဲ့ကြိုးဆိုခြင်းကတတ်သမီးလေးတွေကိုအပင်အမြောက်သူတို့ကဘုံယူနေတကယ်လို့ဒီကနေ့တခင်ဘုရားကလည်းတကြိုချင်းကိုခံခဲ့တယ်တောင်းရမြောက်တဲ့နေ့မှာအသက်ပြည့်ရှင်တဲ့ဘုရားခေါ်ရင်ထူးတဲ့ဘုရားဖြစ်ပါတော့ကြောင့်ဘုရားသည်အိမ်မာနွေလာလို့ဒီဘုရားအိမ်မာနွေလာရဲ့နေ့တွေကငါတို့နေ့သူရှိတော်မူသောဘုရားဟာလေလုယာအဲ့ဒီဘုရားကတင်ပေးနာမှာရှိပါတယ်တင်ကောင်းနဲ့ကျူဆိုပါလားဘာသာရေးနေနဲ့ကျူဆိုပါလားအတိနဲ့ပဲကျူဆိုပါလားအသက်နှလုံးသား
မတွေ့ဘူးဟိုခါရဟိုမာရီမလားမာရီလေဒါတိကမှာ